လွန်ဒီရောနဲ့အထိုက်တန်ဆုံးကစားသမားချန်ပီယံလိစုကူပြီးနောက် PSG နီးပြလိုရဲ့အန်နူရဟာတက်ဆက်မှုဥစမာတမ်ဘလီဘောအခုလိုပဲချီးကျူးသွားပါတယ်။ကျွန်တော်ဆိုရင်တော့သူ့ကိုပဲဘလွန်ဒီရောချီးမြှင့်သွားမှာပါ။ဒီညမှာခန်းစစ်ကစားပုံတစ်ခုနဲ့သူဟာဘလွန်ဒီရောဆုနဲ့ထိုက်တန်နေပါပြီ။ဒါကဘာကိုတက်တက်ပြနေတယ်ဆိုတော့သူဟာအသင်းကိုတွင်းကိုစူပလာခေါင်းဆောင်ပြီးသားချင်းခန်းစစ်ကစားနိုင်ခြင်းပရက်ဇင်လုံးနိုင်ခြင်းတို့ပေါ်မောင်းနေပေးခဲ့တာကိုပါ။ဥစမာနီကကျွန်တော်ရဲ့ဘလွန်ဒီရောပိုင်ရှင်ဆိုတာအငင်းပွားစရာတစ်ချက်မှမရှိပါဘူးဆိုပြီးပြောကြားခဲ့ပါတယ်။လက်ရှိချိန်မှာတော့အန်ဒရီအပြင်တကဘာလုံးကဘောလုံးသုံးသက်သူတွေကလည်းဘလွန်ဒီရောအတွက်ဒမ်ဘီလီဘက်မှသာရက်တည်နေကြပါတယ်။အကြောင်းရင်းကတော့အခုရတဲ့အတွင်းစူပလာအောင်မြင်မှုနဲ့တွင်းကိုပါဝင်ပတ်သက်မှုမှာသူဟာပြိုင်ပဲကင်းဖြစ်နေလို့ပါပဲ။ဒမ်ဘီလီဟာ2024-25ရာသီအတွင်း PSG နဲ့အတူ UCL ပြင်သစ်လီဂူ1ပြင်သစ်ရှုံးတဲ့ဖလားတို့ကိုကင်မြောက်နိုင်ခဲ့ပါတယ်။ဒီလို Triple Champion ဖြစ်တဲ့လမ်းကြောင်းမှာအသင်းအတွက်ပြိုင်ပွဲစုံ49ပွဲကစား33ဂိုးသွင်း12ဂိုးဖန်တီးကကူညီပေးခဲ့ပါတယ်။လီဂူ1 29ပွဲမှာ22ဂိုးသွင်း6ဂိုးဖန်တီးပြီးချန်ပီယံလိ15ပွဲမှာ10ဂိုးသွင်း6ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ကနေဦးမှာမိုဟာမက်ဆာရာရော်ဖင်ညာတို့ပုံမှုရေကန်စားခဲ့ပေမဲ့သက်ဆိုင်ရာအသင်းတွေကိုချန်ပီယံလိကနေထွက်ခွာခဲ့ရတဲ့နောက်မှာတော့ဒမ်မနီကထိပ်ဆုံးတို့တက်လန်းလာခဲ့တာပါ။သူဟာအန်နွေပြောသလိုသွင်းကုန်းနဲ့ဖန်တီးမှုရဲ့အပြင်ပရက်ဇင်မှာကောင်းကောင်းစားတတ်သူပါ။အင်တာနက်ဗိုလ်ပွဲမှာတပွဲလုံးမခုမကက်စူးစမ်းသွားတာကြောင့် PSG လောက်ရကန်ရပို့လွယ်ကူသွားတာပါ။ဒီလိုကစားသမားမျိုးကိုမှဘလွန်ဒီရောမရရင်တော့ရာဇဝတ်မှုမြောက်ပါလိမ့်မယ်။အားလုံးပဲရှင်လန်းချမ်းမြေသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။